မကြခင်မှာထိုးတက်တော့မယ် One Championship ရဲ့ One Friday Fight 129 ကြိမ်မြောက်မှာတော့ဒါ main event အနေနဲ့ကျွန်တော်တို့ရဲ့ငငယ်လေးเนาะ19နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ရဲ့ငငယ်လေးထုံးမင်းအောင်ဟာဆိုလို့ရှိရင်ဒါ main event အနေနဲ့ပါဝင်လာတယ်ပေါ့နော်သူ့ရဲ့ပြိုင်ခက်ကတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲ10-1ပေါ့နော်ဒါထိုင်းလိုပြော10-1ဆိုတော့သူတို့ရဲ့ fight က main event ဖြစ်တဲ့အတွက်ကြောင့်မို့လားပိတ်သက်တွေရပိုပြီးစိတ်ဝင်စားမှုရှိလာတော့ဒါထုံးမင်းအောင်ရဲ့ပွဲပေါ့လေဒါကျွန်တော်တို့မြန်မာ fighter တွေကြားထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒါ main event အနေနဲ့ပါဝင်လာနိုင်တဲ့အခြေအနေရှိရဆိုတော့ဒါထုံးမင်းအောင်ကို One Championship ကတော်တော်သဘောကျလာတဲ့အနေအထားမျိုးတော့ပြောလို့ရတာပေါ့နော် One Championship မှာတကယ်တမ်းကျထုံးမင်းအောင်ကပွဲထိုးတာတော့မများဘူးပြနော် One Championship ရဲ့ record အရဆိုလို့ရှိရင်တော့ဒါ၄ပွဲထိုးထားတယ်ပေါ့နော်၄ပွဲထဲမှာမှ2ပွဲနိုင်တယ်2ပွဲရှုံးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ညီငယ်လေးရဲ့ဒီတုံတိုက်ပေါ့နော်တကယ်ကိုခွန်အားအပြည့်အဝနဲ့ထိုးနိုင်စွမ်းရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့ technical ပိုင်းတွေပေါ့နော်ဒီလက်သွေးပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လေဒါ One Championship ကတော်သဘောကျတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒီလူငယ်တွေတက်တဆ fighter တွေကြားထဲမှာဆိုလို့ရှိရင်တော့ဒါ main event အနေနဲ့ပါလာတာကတော့ဒါကျွန်တော်တို့ပထမဦးဆုံး One Championship မှာပေါ့နော် main event အနေနဲ့ One Championship မှာပါလာတာကတော့ထုံးမင်းအောင်ကပထမဦးဆုံးလို့ပြောလို့ရတာပေါ့နော်ဒီလူငယ်တက်တဆတွေထဲမှာပေါ့ဆိုတော့ထုံးမင်းအောင်ရဲ့ဒီလေးပွဲပဲထိုးတော်လဲပဲဒါသူ့ရဲ့တိုက်ရခက်ရကတအားကောင်းတဲ့အတွက်ကြောင့်မလို့ဒါကျန်းနှံနဲ့တဲပေးလိုက်တယ်လို့ပဲကျွန်တော်တို့ကနားလေရတာပေါ့နော်ဆိုတော့သူတို့ရဲ့ပွဲစဉ်ကိုလည်းသုံးသက်ကြည့်အောင်အရှုံးနိုင်ကိုကျွန်တော်တို့မခံမှန်းခင်မှာဒါခုနကကျွန်တော်တို့ပြောတဲ့ဒါထုံးမင်းအောင်ဒီ main event ထိနေရလာတဲ့ပုံစံကသူ့ရဲ့ထိုးချက်တွေသူ့ရဲ့ technical ပိုင်းတွေသူ့ရဲ့ခွန်အားမန်အားပေါ့နော်သူ့ရဲ့ဘယ်လိုပြောမလဲတကယ်ကိုထိုးချက်တွေကောင်းတဲ့အတွက်ကြောင့်လို့ဒါ main event ကိုတင်ပေးလိုက်တာပဲဒါနောက်တစ်ပတ်မှာကြည့်မယ်ဆိုလို့ရှင်လေOne Championship ကတော်တော်လေးကိုအားပေးမှုကောင်းတဲ့မြန်မာပြည်သက်တွေအတွက်သူကပွဲတည်ပေးလိုက်တယ်လို့လည်းဒါပြောလို့ရတာပေါ့နော်ဘာလို့ဆိုမြန်မာ fighter တွေပါပြီဆိုလို့ရှင်ဒါပြည်သက်တွေကတော့အားပေးပြီးသားပဲပေါ့ပြောချင်တယ်ကွင်းထဲမှာဆိုလို့ရှင်လည်းကွင်းထဲမှာအပြည့်ပေါ့ online မှာဆိုလို့ရှင်လည်း online မှာအပြည့်ပေါ့ပြောချင်တာတကယ်ကိုဝန်းရံကြတဲ့မြန်မာပြည်သက်တွေညားတဲ့ခါကျတော့ဒါ One Championship အနေနဲ့လည်းပြည်သက်ရှာတယ်လို့လည်းဒါပြောလို့ရတာပေါ့နော်သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့တဲနန်ကတော့အသက်အရွယ်အားဖြင့်ဒါ30ကျော်သွားရောနော်33ထဲမှာရှိသွားပြီဒါပေမဲ့အရက်အမောင်းကတော့ဒီ fighter နှစ်ဦးပေါ့နော်ထုံးမင်းအောင်ကလည်း9ปีနဲ့မှာ17လက်မှရှိတယ်တဲနန်ဒီ Thai fighter သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Thai fighter ကလည်း9ปี17လက်မှပေါ့နော်ဆိုတော့အရက်မောင်းအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ထုံးမင်းအောင်နဲ့ပြိုင်ဘက်ကတူတူပဲတော့ကြတာပေါ့နော်ဒီ Thai fighter ကိုတေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုနအရက်မောင်းတော့တူတယ်အသက်အရွယ်ကဒါ33ပေါ့နော်30ကျော်သွားပြီဒါပေမဲ့ဘာအားသာချက်ရှိလဲဆိုတော့ဒီ Thai fighter ကပွဲပေါင်းဒါဝီကီရဲ့မှတ်တမ်းအရဆိုလို့ရှိရင်ဒီ Thai fighter ကပွဲပေါင်း120ထိုးဘူးတယ်ဒီပွဲပေါင်း120ထဲမှာပွဲပေါင်း100ကျော်เนาะ101လားမသိဘူးနိုင်ပွဲရထားတယ်ပေါ့နော်ဆိုတော့ပွဲစဉ်တွေရဲ့အတွေ့အကြုံရဆိုလို့ရှိရင်ဒီ Thai fighter ကတော်တော်လေးအတွေ့အကြုံရင့်တယ်ပြီးလို့ရှိရင်သူ champion လည်းဖြစ်ခဲ့ဘူးတယ်ပေါ့ဒီ Thai fighter ကပြီးလို့ရှိရင်သူ့ရဲ့ division ပေါ့နော်သူ့ရဲ့ weight တန်းနေဆိုလို့ရှိရင်သူဘယ်လောက်ထိတော့မှတက်ထိုးခဲ့လဲဆိုတော့ဟို light heavyweight အထိတော့မှသူကထိုးခဲ့ဘူးတယ်ပေါ့နော် middleweight တို့ light middleweight တို့အဲ့မှာလည်းသူကထိုးခဲ့တယ်ပေါ့ဆိုတော့ division နေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီ Thai fighter ကတော်တော်လေးအတွေ့အကြုံရှိတဲ့ fighter ဖြစ်တယ် champion လည်းဖြစ်ခဲ့ဘူးတယ်
နော်အသက်အရွယ်အဖြစ်လည်းဒါ30ပတ်ဝန်းကျင်ဆိုတော့ဒါတကယ့်ကိုအကောင်းဆုံးအတွေ့အကြုံအမြင့်ဆုံးအချိန်အင်အားတွေတကယ်ကိုဟိုပွဲအချိန်ကြီးအကောင်းဆုံးအချိန်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီနှစ်ယောက်ရဲ့အနိုင်ရှုံးကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်သူလိုကိုလိုထိုးတဲ့အခါမှာကျတော့ကျွန်တော်ထင်တာဒါအနိုင်အရှုံးကတော့50-50လို့ပဲဒီပွဲကိုကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့50-50လို့ပြောလဲဆိုတော့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့ဒီဖိုးနဲ့စွမ်းနေပေါ့နော်သူတို့ရဲ့technical ပိုင်းပေါ့နော် power ပိုင်းရော technical ပိုင်းရောကြည့်မယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်စလုံးကဒါ50-50အခွင့်ကောင်းရတဲ့လူကဟိုနိုင်မဲ့အခြေအနေပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်က technical knockout ပုံစံမျိုးနဲ့မပြီးခဲ့ဘူးเนาะပွဲအချီအဆုံးအထိထိုးတက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တာတော့ Thai fighter ပဲနိုင်ဖို့များတယ်ပေါ့နော်ဘာလို့ဆိုဒီပွဲစဉ်ကဒါမွေထိုင်းပွဲစဉ်ဖြစ်တယ်ပြီးလို့ရှိရင်မွေထိုင်းရဲ့ technical ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဒါဘာပဲပြော Thai fighter ကအတွေ့အကြုံအများကြီးပိုရှိတဲ့အတွက်ကြောင့်မလို့အမှန်ယူတဲ့စနစ်တွေပြောရမှာပေါ့နော်ဒီသူ့ရဲ့ထိုးကွက်ဒီနီးစနစ်ပိုင်းတွေကအစမွေထိုင်းမှာပို့ပြီးတော့အတွေ့အကြုံရှိတဲ့ Thai fighter ကဒိုင်လူကြီးအဆုံးဖြတ်တာရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့အဖက်နဲ့နိုင်မယ်လို့ကျွန်တော်တို့ခန့်မှန်းတယ်ထွန်းမင်းအောင်ကလည်းဒါ technical knockout နဲ့ပထမအချီမှာလည်းဒါအခွင့်ကောင်းရမယ်ဆိုလို့ရှိရင်တော့ပွဲသိမ်းသွားနိုင်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေက highlight လေးတွေပြန်ကြည့်ရင်းနဲ့ပဲသူတို့နှစ်ယောက်စလုံးကိုအားပေးရင်းနဲ့နော်အနိုင်အရှုံးကဘယ်လိုထွက်ပေါ်လာမလဲဆိုတာကိုစောင့်စားရင်း highlight လေးတွေကိုအတူတူကြည့်ကြရအောင်နော်